လျှက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှမြန်မာကိုယ်စားလှယ်အဖွဲ့ဟာရုရှားနိုင်ငံမော်စကိုမြို့ရှိလျှက်စစ်တပ်အားထိန်းချုပ်တဲ့စနစ်နဲ့တရုတ်နိုင်ငံကွမ်ကျိုမြို့ရှိစွန့်ပစ်အမှိုက်များမှလျှက်စစ်တပ်အားထုတ်ယူတဲ့စက်ရုံများကိုအခုလ18ရက်နေ့မှ18ရက်နေ့အထိတွားရောက်လေ့လာခဲ့ရာရုရှားနိုင်ငံမော်စကိုမြို့ရှိရုရှားနိုင်ငံတဝန်လုံးကိုဓာတ်အားပို့လို့ဖြန့်ဖြူးမှုအားထိန်းချုပ်တဲ့ Russian Power System Operator ဟာစွမ်းအင်ရင်းမြစ်မျိုးစုံမှာလျှက်စစ်တပ်အားထုတ်ယူပြီးပေါင်းဆက်အသုံးပြုကPower Generation Mix ကိုနိုင်စဉ်အလိုက်အသုံးပြုတဲ့ဝန်အားများပေါ်မှာချိန်ညှိပြီးသုံးစွဲသူများဈေးနှုန်းသက်သာဆုံးဖြစ်စေဖို့တွက်ချက်ပြီး Digital Control System ဖြင့်ဓာတ်အားပို့လို့ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီးတည်ငြိမ်တဲ့ဓာတ်အားစနစ်အတွက်အချိန်နဲ့တပြေးညီထိန်းချုပ်ကွပ်ကဲနေကြောင်းသိရပါတယ်။အလားတူတရုတ်နိုင်ငံကွမ်ကျိုမြို့ရှိ Grand of Fushan Circular Economic Industry Park အတွင်းစွန့်ပစ်အမှိုက်မျိုးစုံမှာလျှက်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်အမှိုက်များအားအမျိုးအစားခွဲခြားပြီးတင်စီခြင်းနဲ့တည်ယူပို့ဆောင်ခြင်းအမှိုက်မှာလျှက်စစ်ဓာတ်အားထုတ်လုပ်ခြင်းများဆောင်ရွက်လျက်ရှိရာစက်ရုံမှာထွက်ရှိလာတဲ့လျှက်စစ်ဓာတ်အားများအားဓာတ်ဖြန့်ဖြူးရေးလိုင်းများမှတဆင့် National Grid ကိုဖြန့်ဖြူးခြင်းနဲ့စက်ရုံရဲ့ Control Room မှာစံသတ်မှတ်ချက်နဲ့ကိုက်ညီမှုရှိမရှိစောင့်ကြည့်ထိန်းချုပ်ခြင်းများဆောင်ရွက်နေခြင်းဖြစ်ပါတယ်။အဆိုပါ Industrial Park ရှိကွမ်ကျို Waste to Energy Power Plant ဟာတရုတ်နိုင်ငံမှာအကြီးဆုံးသောအမှိုက်မှလျှက်စစ်ဓာတ်အားထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီးဆက်စွမ်းအားမှာနေ့စဉ်အမှိုက်တန်ချိန်9300နှစ်စဉ်အမှိုက်3.1တန်းတန်တို့ကိုနှစ်စဉ်လျှက်စစ်ဓာတ်အားယူနစ်တန်းပေါင်း1200ကျော်ခန့်ထုတ်လုပ်ပြီး National Grid ကိုဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရပါတယ်။ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့ရရှိနိုင်တဲ့စွမ်းအင်အရင်းမြစ်များပေါ်မူတည်ပြီးအသင့်လျော်ဆုံးဖြစ်မဲ့ Power Generation Mix ကိုရယူအသုံးပြုနိုင်ရန်ဆောင်ရွက်သွားမှာဖြစ်ပြီး Power Control System တစ်ခုကိုနည်းပညာအကူအညီရယူပြီးတည်ဆောက်နိုင်ရန်အဆိုပါနိုင်ငံများမှာကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။